Hello, welcome back again မှာ teacher တို့ဒီတစ်ပတ်မှာတော့52ကနေ 54ထိလောက်မှာဖြစ်ပါတယ်။ဒီဘက်က teacher ကြည့်တော့52 53နှစ်ခုလုံးက A0 segment ကိုမေးထားတာ။အဲ့တော့တတရားရဲပဲเนาะ။တွက်ကြည့်အောင်။ So teacher တို့ equation of axis of the segment ဆိုတာလေ perpendicular bisector ကိုပဲပြောတာ။အဲ့လိုသိထားရမယ်။တချို့က perpendicular bisector လို့ပြောရင်သိရဲ့ axis of segment လို့ပြောရင်မသိတော့ဘူး။ So perpendicular bisector ရှာမယ်ဆိုရင်ဘယ်လိုရှာမလဲဆိုတော့ perpendicular လို့ပြောတဲ့အတွက်ငကို segment ရဲ့ slope ကိုရှာမယ်ပြီးရင်အဲ့ဒါကို negative reciprocal ယူမယ်အဲ့လိုပဲဖြတ်သွားတဲ့ point က bisector လို့ပြောတဲ့အတွက် midpoint ကိုဖြတ်သွားတာ midpoint ရှာရမယ်နှစ်ခုအဲ့တော့ငကို segment ရဲ့ original segment ရဲ့ slope ကိုရှာမယ်ဆိုရင်ဒီချေတို့က y2 minus y1 by x minus x1 ဆို1ပေါ့နော်အဲ့တော့ဒီချေတို့ယူမယ်ဟာက negative reciprocal ဆိုတော့ဒီမှာဆို minus 1ပြင်ပွားရှာရမယ်မေပွိုင်းကကြတော့နှစ်ခုပေါင်း2နဲ့စားဆိုရင်ပေါ့ပါပါမယ်အဲ့တော့ equation of perpendicular bisector ကိုလိုချင် y1 minus y1 equal to m x minus x1 ဒီမှာသုံးမဲ့ m က m2 เนาะဒီခြားလေးပြောရင် minus 1 x minus x1 က1 y1 ကလည်း1ပဲ midpoint ကိုသုံးရတယ် midpoint ကိုဖြတ်သွားတာ so y minus 1 equal to minus x plus 1 y equal to minus x plus 2 so ဘာနဲ့တူမလဲ x လေးကိုဟိုဘက်ပို့ရမယ် x plus y equal to 2 it will be t okay ဒါဆို53လဲအဲ့ဒါပဲချက်ကကြည့်ထားတယ်နည်းနည်းလေးပုံအောင်လုပ်ကြမယ် so also 1 also minus 1 midpoint ဒီမှာတင်ရှင်းလို့ y 下面 1 by 2 comma 1 by 2 y minus y1 equal to m x minus x1 မြန်သွားနေပြီ minus x plus 1 by 2 y minus 1 by 2 y equal to minus x plus 1 minus x plus 1 ဘာလဲတူလဲဒီပဲဒီမှာလဲ1 minus x okay ဒါပဲဒီမှာလဲ and 54 angle measure 2 radian okay therefore okay sin တို့ cos တို့ရဲ့အပေါင်းနှုတ်တွေ plus လား minus လား sin တွေကိုမေးတာဒါဆိုရင် teacher တို့ကအရင်ဆုံး quadrant တွေကိုသိရမယ်နော် teacher တို့မှာ quadrant ၄ခုရှိတယ် first second third fourth ဆိုပြီးပြောတယ်အဲ့မှာ first quadrant က all sin constant အကုန်လုံးက positive second one မှာက sin တစ်ခုပဲ positive or sin tan cos positive ဖြစ်တဲ့ဟာတွေကိုပြောထားတာဒါဆိုရင်ဘယ် quadrant မှာရှိလဲသိရင် positive လား negative လားသိမယ် okay or sin tan cos ကသိရမယ်အဲ့ဒါအရင်ကနေကသိချင်လို့ရှိရင်ဒါစာများပို့ပြီးတော့ဖတ်ရမှာလောလောဆယ်က MCQ ပဲပြောနေတာဆိုတော့အရှင်းပြောဖို့မမီလို့ so ဘယ် quadrant မှာရှိလဲကြည့်မယ်2 radian လို့ပြောတယ် teacher တို့ radian နဲ့ပေးရနော်အဲ့တော့ပုံမှန်ဆိုတော့ teacher က0 90လို့ပြောရမှာအခုတော့ radian လေးနဲ့စဉ်းစားကြည့်မယ်0 pi by 2 pi by 2ကို teacher တို့သေချာလေးပြောတယ်လေ pi ဆိုတာက 3.142 လောက်မလားအဲ့တော့နှစ်နဲ့စားရ2နဲ့ဟုတ်ပေါ့နော်ပေါ့ဒီလောက်ရမယ်1.571လောက် pi က 5.142ဒါဆိုရင်ဒီနေရာက pi by 2ဆို1.57ဒီနေရာက 3.14ဆိုဒီလိုကြည့်လိုက်2ဆိုဘယ် quadrant မှာရှိလဲဆို second quadrant ထဲမှာဒါဆိုရင်မြင်သွားမယ်လို့ကြည့်နေတယ် second quadrant ထဲမှာရှိတဲ့အတွက် sin တစ်ခုပဲပါခုနကပဲပြောထားတယ်ဒါကြောင့် its sign is positive a ကိုတန်းပြီးရွေးလိုက်ရမှာပဲလိုအပ်တဲ့ knowledge တွေသိထားမယ်ဆိုရင်ဒီချေတို့မြန်မြန်ဆန်ဆန်လုပ်လို့ရမှာပါ okay so that's all for today guys see you next week